စာတရားမဟိတ်ကြီးစေခိုင်းမြတ်မဟာအခက်လန်းပြည် ဒီနေ့အခုချိန်မှာဆိုင်ခိုင်းမိသားစုကိုသင်တို့နောက်ချက်တက်ခဲ့တော့သင်တို့ပြန်လဲထုတ်ယူပါမယ်ဆိုလို့ရှိရင်ညာမာနေတာမင်္ဂန်တယ်ဆိုပန်းလေးကုန်းလို့ပေါ့ဒိညာခိုင်းမိရတဲ့ဘုရားငါးစုမြေအခုချိန်မှာဆိုင်ခိုင်းမိသားစုနဲ့ပတ်သက်ဥကောင်းဆံများချီးပြ32ခွက်တာလုံးနဲ့ကွာခိုင်းမိသားစုနေထိုင်သောပိုင်ဆိုအိမ်ချမ်းမျိုးလိုမျိုးမှာရှိတယ်ဘုရားတရားတန်ခါရတနာမြေသုံးဝချင်းမသက်ဆိုင်တော့မိစ္ဆာနဲ့ပတ်သက်တဲ့မှန်တယ်များဆက်မှန်တယ်များတော့ခိုင်းရှိဘဲချီညာချီရနေအဲ့တော့မှကျတော့စင်မင်းမှာကျိုးပိုင်ကျင်းမဲ့လုံးပိုင်သားပိုင်နမကြီးပဲကြီးပဲငါကလုံးဘုံမရက်ကကဏ္ဍပါဆိုင်လက်စီဒီပေါင်းတော့တုံစင်းခုံစင်းခါစင်းပြီးဆွဲထုတ်ပူစင်းအေးစင်းကျင်းစင်းထုံစင်းခါစင်းဆွဲထုတ်ဘဲကြီးညာကြီးရိုက်ပြီးဆွဲထုတ်မိစ္ဆာနဲ့ပတ်သက်အောင်လန်းဆွဲအောင်လန်းစားတဲ့တော့ပြုလုပ်ဆဲပြုလုပ်ဟောင်းပြုလုပ်ဖို့ကြံစီတာပယောကဆက်မှန်များဆွဲထုတ်ဘဲကြီးညာကြီးရိုက်ပြီးဆွဲထုတ်ပူတာကျင်တာလေးတာကြိုက်တာခဲတာတခုပြပြီးဆွဲထုတ်ရမရိုက်ပြီးဆွဲထုတ်ကျိုးပိုင်ကျိုးနဲ့ရိုက်ပြီးဆွဲထုတ်ဆောင်းမှာအမှုထွက်တယ်လို့ထွက်တာတော့ပူတာလို့အေးတာလို့ကျင်တာလို့ထုံတာလို့တခုဆွဲတယ်လို့ဖြစ်နေလို့ရှိရင်ပြောပြမယ်နော်32ကမှာရှိရစမှန်ဆွဲထုတ်စမ်းဒိညာငန်လို့ရဆရာလည်းမှုတဲ့ဥကောင်းကနေကာယငန်ကြီးတခါတော့32ကမိစ္ဆာဆွဲမှန်သမျှလို့ဒီမီးလောင်ပြကြနေမှာဆွဲထုတ်ဒီပိုင်မီးနဲ့ရှိုးပြီးဆွဲထုတ်ပူစင်းအေးစင်းကျင်စင်းထုံစင်းခါစင်းပြီးဆွဲထုတ်စမ်း32ကမှာရှိရစမှန်ဆွဲထုတ်ဒီပိုင်မီးနဲ့ရှိုးတော့ဆင်ပိုင်းစင်းနဲ့နေတော့လမ်းပိုင်းနဲ့ထိုးပြီးထုတ်စမ်းဓာတ်ပိုင်းဓာတ်နဲ့ခုတ်ပြီးထုတ်မြင်းပိုင်းကကာယငန်ကြီးခန္ဓာ32ကတာမှာခြေစုံငံပြီးဆွဲထုတ်တယ်ခွာစုံငံပြီးဆွဲထုတ်ကြောက်ဘလို့နေတော့မျိုးပါနော်ဟိုကပြောပါတိုက်ကောင်အကြီးကြီးမာမာကြီးပေါ့ဒီလားနော်32ကတော့မှရှိရဆမ်းမှန်တယ်များဆွဲထုတ်ပူစင်းအေးစင်းကျင်စင်းထုံစင်းခါစင်းပြီးဆွဲထုတ်ကုံရင်ခိုင်းငရင်လူကောင်းလေးဖြစ်နေတယ်မကုံမချင်းတိတာတင်ချားနေပြီဆွဲထုတ်တုံစင်းခါစင်းတုံစင်းခုံစင်းခါစင်းပြီးတော့မူလာပြန်ပြီးဆွဲထုတ်စမ်းထုတ်နေတာကိုခိုင်းငရင်တိတာနေပြီဆွဲထုတ်အာခံလို့ရှိရင်မိပိုင်မိနေရွကောင်းကောင်းမထုတ်နေတယ်ဆိုလို့ရှိရင်တီတာရေးစင်လို့အေဂျင့်တွေဆွဲထုတ်ကျိုးပိုင်းကဗေဂျင်ညာရေးချောင်းတွေတော့ဆွဲပူဆွဲထုတ်ဘာတစ်ခုမှမကြံသေးနဲ့ဆွဲပူမိစ္ဆာတဲ့ခွန်အားဆယ်သာကြီးနေပြီဆွဲထုတ်32ကတော့မှရှိရပယောဂါဆက်ရအာခံလို့ရှိရင်လောင်ဝါကမီးယုံတော့လောင်ကျွမ်းနေပြီဆွဲထုတ်တီတာတဲ့ချောင်းတို့ပြောင်းမရပြီဆွဲထုတ်တုံစင်းခုံစင်းခါစင်းအေးစင်းပူစင်းကျင်းစင်းထုံစင်းပြီးဆွဲထုတ်စမ်းမိစ္ဆာနဲ့ပတ်သက်တဲ့ဘယောကဆက်မှန်တယ်မီးလောင်ပြကြနေပြီဆွဲထုတ်ချောက်တရားဆွဲတယ်လို့ကောင်းတယ်ကတော့မရှိရစမ်းလို့ဆိုချောက်အပူထွက်တယ်ထွက်တာလို့ကျင်တာထောင်တာလို့နော်ဘယ်လောက်တော့မပူတော့နော်ခြေသေးဆွဲထုတ်ဘာတစ်ခုမှမကြံသေးနဲ့ဆွဲထုတ်အဲဆက်လွဲဆက်ပြောင်းနဲ့ပတ်သက်တဲ့ဆက်မှန်တယ်ဘာတစ်ခုမှမကြံသေးနဲ့ဆွဲထုတ်တိုက်ခိုက်သူမှန်တယ်မြတံပြန်ဆဲသားတိဖြစ်နေပြီဆွဲထုတ်ဖြစ်သေးလားညာဘက်လည်းမှာ32ကတော့မရှိရစမ်းကခြေတော့ကပဲဆွဲထုတ်ဆိုင်ရန်ကခြေကိုဆွဲထုတ်အိမ်တွင်းမှာဌာနမှာရှိရမကောင်းသည့်စက်တွေချင်းဆွဲထုတ်ကာယငယ်သုံးဆောင်ပြီးတော့လက်ဝိရဏစက်ပစ္စည်းရင်များနဲ့အဝတ်စားများနဲ့ပတ်သက်သောစက်တွေချင်းဆွဲထုတ်ညီမတို့မကြံသေးနဲ့ငါပြန်စစ်လို့မိလို့ရင်တံပြန်ဆဲလာပြီးစီးပွားရေးလူမှုရေးငွေရေးကြီးလုပ်ငန်းငယ်နဲ့ပတ်သက်တဲ့မိစ္ဆာနဲ့ပတ်သက်တဲ့ဘယောဂါဆက်မှန်တဲ့တွင်းငယ်ကြီးခုကချင်းမရှိတဲ့ဆွဲထုတ်ကိုမီဆိုရင်ကာယငယ်ချင်းလူကောင်းတိုင်းဖြစ်နေပြီမကုံမချင်းဆွဲထုတ်တာလိုနေတော့ပုံမှန်တိုင်းဖြစ်ပြီလားအပူပဲကြည့်ပါကျွန်တော်တို့ကမသိတုံတာလို့ပူတာလို့ကျင်တာလို့ကျွန်တော်တို့မသိကျွန်တော်အမိတ်ပဲပေးလို့ရမှာဒီစင်းမှာပူနေညာဘက်မကောင်းတဲ့ဆက်မတဲ့မီးလို့ပူစင်းမိလိုက်ခဲ့အဲ့လေပြောပြီးနော်ဘာဖြစ်ဘယ်နေရာမှာဖြစ်ဆိုကျွန်တော်တို့ပြောပြီးနော်30လောက်ရှိမကောင်းတဲ့စက်တွေငယ်ချီပေးချင်မှချုပ်ကြည့်ပြီလားပြောတော့နော်30လောက်ကတော့မရှိရဆက်မတဲ့ဘယ်ချင်းရတဲ့ရိုက်ပြီးဆွဲထုတ်ပူစင်းအေးစင်းကျင်းစင်းထုံစင်းခါစင်းပြီးဆွဲထုတ်စင်းညီမတဲ့မကြတဲ့ဆွဲထုတ်အုံမလူကောင်းနဲ့ဖြစ်နေတယ်မကုံမချင်းလူကောင်းနဲ့ဖြစ်စီနဲ့ပူတာကျင်တာလေးကကြိုက်တာခဲတာတစ်ခုပြပြီးဆွဲထုတ်ရှိတော့နော်ညဘက်6ပြီနော်ပြုလုပ်ဆဲပြုလုပ်ဟောင်းပြုလုပ်ဖို့ကြံစီတာတော့အနောက်ပြတက်ခဲ့ရှိသေးတယ်မရှိတော့ညာချီမှာပန်းလေးကုန်းလို့ပေါ့ပြုလုပ်ဆဲတက်ခဲ့တဲ့ဇုံတရားရှိညာမာနဲ့မရှိတော့ဖြောင်းမနေဆွဲမှာဟုတ်နော်ပြုလုပ်ဖို့ကြံစီတာတော့တက်ခဲ့တဲ့ဇုံတရားရှိနေတာမရှိတော့ပန်းလေးကုန်းလို့ပေါ့ပြုလုပ်ဟောင်းအနောက်ပြတက်ခဲ့တဲ့ဇုံတရားရှိနေတာမရှိတော့ပန်းလေးကုန်းလို့ပေါ့ရွှေရင်ကျော်အိစာတရားမဟိတ်ကြီးစေခိုင်းမြတ်မဟာအခက်လန်းပြည်များ